자 강바비 친네페 렌네페 바용피 루피다레로 텐니들라 다 생각이야 루레묘시 미미로아 디 레묘레야 배테마 빠래ဆိုတာကိုမိမိတို့ချင်းချင်းနိုင်အောင်လူလေးမျိုးကိုပြောပြပါမယ်နံပါတ်1လူပြမနာတဲ့လူပြမနာဆိုတော့ဘာတွေလဲเนาะကောင်းမှုတွေအဆက်မပြတ်ရှိတယ်เนาะဘယ်လိုကောင်းမှုတွေရှိလဲဒါနမှုသီလမှုသမထဝိပဿနာမှုတွေမြင်မဲ့ရှိတယ်เนาะမောဟတွေကင်းနိုင်တွေကင်းတယ်လောဘတွေနေနိုင်တွေနေတယ်ဒေါသတွေနေနိုင်တွေနေတယ်เนาะဒီလိုပုံကိုယ်တွေကเนาะလူပြမနာတဲ့เนาะပြစ္ဆုတ်ပံတက်မှာရောเนาะအနာဂတ်မှာရောမိမိတို့တွေကဒါနမှုသီလမှုသမထဝိပဿနာမှုတွေနဲ့เนาะကောင်းမှုကုသိုလ်တွေနဲ့ထုံးပြီးတော့မိမိတို့ဘဝမှာเนาะပျော်မွေ့နေတဲ့အတွက်လူပြမနာလို့ခေါ်တယ်လူတိရိစ္ဆာန်ဆိုတာဘယ်လိုခေါ်လဲတိရိစ္ဆာန်တွေကသိတဲ့အတိုင်းပဲလေပျော်ပါးတွေလိုက်စားတယ်เนาะမသိမှုတွေများတယ်เนาะမောဟတွေများတယ်ပေါ့เนาะအိမ်နေမယ်အိတ်ချိန်တွေများမယ်ထားလာတော့လဲစားတော့ပြီးတော့ကာမဂုဏ်အာယုန်တွေပျော်ပါမယ်လိုက်စားမယ်เนาะစိုးမယ်ပြောမယ်ပါမယ်ကားမယ်ခုံမယ်เนาะကာမဂုဏ်အာယုန်တွေခံစားမယ်ဒါဆိုလို့ရှိရင်เนาะလူတိရိစ္ဆာန်တဲ့เนาะခွေးတွေကြီးကြောင်တွေကြီးအိမ်မယ်စားမယ်เนาะလူတိရိစ္ဆာန်ကျွဲတွေနွားတွေเนาะတနေ့တာတနေ့เนาะရှားစားအချိန်တိုင်းအိမ်ပြန်เนาะခြံထဲဝင်เนาะကောင်းမှုကုသိုလ်ဆိုတာမရှိသလောက်ရှားတယ်သေးလာတော့ပဲရှိကောင်းရှိမယ်ပေါ့ဒါကိုလူတိရိစ္ဆာန်လို့ခေါ်တယ်လူเนาะပိတ်တာလူပိတ်တာကြတော့ဘယ်လိုလဲเนาะပိတ်တာတွေတိလေအဝေစားတွေမရှိဘူးเนาะငမ်းမခေါင်းပါတယ်เนาะလောဘကြီးတဲ့သူတွေเนาะလောဘနဲ့တည်လို့ရှိရင်ပိတ်တာပြောကြတယ်မလားပိတ်တာတွေကအဲ့လိုပဲเนาะလမ်းလဲကောင်မှာသွားနေတဲ့လမ်းဘေးမှာတေးသွားတဲ့လူတွေဝီလစ်စလင်းနဲ့တေးသွားတဲ့လူတွေအစာရည်သားငမ်းမခေါင်းကားပြီးတေးသွားတဲ့လူတွေအဲ့လူပိတ်တာเนาะလူပိတ်တာတွေလမ်းဘေးမှာတေးရတယ်เนาะဝတ်စားမရှိဘူးအစားတော့တွေရှားပါတယ်ဒါလူပိတ်တာလူငရဲသားသူများအသက်တွေမတရားတတ်မယ်เนาะဒေါသကြီးတယ်ဒေါသနဲ့တည်ငရဲလို့ပြောတာဟုတ်ဒေါသကြီးတယ်သူများအသက်တွေမတရားတတ်တယ်เนาะတရားမျှတာချင်းတွေကိုလက်တုံးလုပ်ပြီးတော့မတရားတတ်တယ်ယုံပါတယ်เนาะအဲ့လိုတတ်ဖြတ်နေတဲ့ပုံကိုယ်တွေကလူငရဲသားတဲ့เนาะငရဲပြီကိုမသောက်တိုးဆင်းရတဲ့ပုံကိုယ်တွေเนาะရှင်လေးရဲ့နဲ့လူငရဲတေးသီးနောက်မှာငရဲပြီပဲလူဘဝမှာလည်းလူလေးမျိုးတွေကလူငရဲသားဒါကြောင့်မလို့မိမိတို့တွေကလူပြမနာဖြစ်အောင်ကြိုးစားကြပါအကောင်းမှုတွေများများထုံးပြီးတော့เนาะလူပြမနာဖြစ်အောင်เนาะကောင်းမှုကုသိုလ်တွေเนาะနည်းနည်းလေးပဲရှိပြီးတော့เนาะမောဟတွေများမယ်เนาะဒေါသတွေကြီးသူများတွေတတ်နေမယ်เนาะလောဘတွေကြီးပြီးတော့เนาะမိမိတို့မှာပိုင်ဆိုင်မှုပခုံးတစ်ဖက်ချခေါင်းပေါက်ပြီး